စာမေးပွဲမှာ6ဘာသာဂုဏ်ထူးရှင်တွေအတွက်တသက်တာလက်ဆောင်တစ်ခုပေးသွားမယ့်အောင်စပူအားလုံးပဲမင်္ဂလာပါမင်းသားကြီးပြည်သက်များရှင်မြန်မာနိုင်ငံကလူငယ်တွေရဲ့ဘဝမှာအရေးကြီးဆုံးအချိုးအကွေးတစ်ခုကတက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးပဲဖြစ်ပါတယ်ဒီစာမေးပွဲကြီးကိုအောင်မြင်စွာဖျက်ချော်နိုင်ဖို့ကျောင်းသားကျောင်းသူတွေအတွက်ရောမိဘတွေအတွက်ပါအချိန်တွေငွေတွေအင်အားတွေကိုမြှုပ်နှံထားရပါတယ်စာမေးပွဲဆိုတဲ့ဖိအားကြီးအောက်မှာတခါတလေစိတ်တက်ကြတာတွေစာချက်ရမှာကိုပြင်းကြီးလာတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အဲ့လိုအချိန်တွေမျိုးမှာမိဘတွေရဲ့စကားထက်စာစူးစမ်းခြင်းစိတ်ဖြစ်ပေါ်စေသူကတော့အောင်စပူရဲ့စကားလုံးတွေဖြစ်ပါတယ်အောင်စပူဟာလက်ရှိအချိန်မှာမိန်းကလေးပရိသတ်တွေရဲ့အသေးဆွဲမင်းသားတယောက်ဖြစ်နေတာပါရှင်သူ့ရဲ့ပွဲတွေမှာပရိသတ်တွေကငွေသားတွေပန်းကုန်းတွေနဲ့အားပေးလေးရှိကြကအောင်စပူရဲ့စကားကိုမိဘဆရာတွေရဲ့စကားထက်ပိုပြီးနားထောင်ကြပါတယ်လူကြိုက်များတဲ့အောင်စပူကသူ့ကိုအားပေးသူတွေအတွက်ပြန်လည်ကျေးဇူးတုတ်ပြန်မဲ့အရာကတော့6ဘာသာဂုံတူးပါတဲ့ကျောင်းသူကျောင်းသားတွေကိုသူ့ပွဲတွေတသက်တာအခမဲ့ကြီးခွင့်ပေးမယ်လို့ဆိုပါတယ်။အောင်စပူကနာမည်ကြီးဇမင်းသားဖြစ်တာကြောင့်သူ့ရဲ့ပွဲကိုကြီးခွင့်ရဖို့လက်မှတ်ကိုတောင်ခက်ခက်ဝယ်ယူရတာပါ။လက်မှတ်ကဘလောက်ပဲဈေးကြီးဝရိယရှိနဲ့ဝယ်ယူထားမှသာလျှင်ကြီးခွင့်ရတာဖြစ်ပါတယ်။အောင်စပူကလူငယ်တွေကိုစ조사စေချင်တာကြောင့်ကြီးထွဲစာမေးပွဲကိုဘာသာစုံဂုံတူးပါရင်သူ့ဘက်ကပြသနေတဲ့၍သူ့ပွဲတွေကိုအခမဲ့ကြီးခွင့်ပေးမယ်လို့ကတိပေးထားပါတယ်။အောင်စပူရဲ့ခွန်အားပေးမှုတွေကြောင့်အရင်ကစာအုပ်ကိုမြင်ရင်အိမ်ငိုင်းနေတတ်တဲ့ကောင်းမလေးတွေကြီးထွန်းစာမေးပွဲကြီးကိုဘလို့ရင်ဆိုင်ရမလဲဆိုပြီးစိတ်ညစ်နေတဲ့ကျောင်းသူလေးတွေကစာမေးပွဲကြီးစီကိုအလိုလိုရောက်သွားကြပါတယ်။အခုချက်ချင်းစာချက်ချင်သွားကြက6ဘာသာဂုံတွဲထွက်အောင်ချက်ပြီးရင်တော့အောင်စပူရဲ့ပွဲတွေကိုတသက်လုံးအလကားသွားကြည့်မယ်ဆိုတဲ့ရည်မှန်းချက်ကသူတို့အတွက်တွန်းအားတစ်ခုဖြစ်သွားစေတာပါ။တချို့သောအန်တီကြီးတွေကတော့အောင်စပူရဲ့ပွဲကိုအခမဲ့တသက်တာကြည့်ချင်တာကြောင့်ကြီးထွန်းစာမေးပွဲကိုတောင်ဖြည့်ချင်နေကြပါပြီ။ဒီအရွယ်ကြီးကြမှာပြန်မဖြေပါနဲ့တော့လို့တောင်တားမြစ်နေရကောင်အောင်စပူရဲ့စကားကိုပရိသတ်တွေကဘလောက်တောင်နားထောင်လဲဆိုရင်အောင်စပူကစာကြိုးစားဖို့တိုက်တွန်းရင်ချက်ချင်းစာချက်မဲ့သူတွေပေါ်ထွက်လာခဲ့တာပါအောင်စပူလိုနမိတ်ကြီးရဲ့ဇမင်းသားတယောက်ကပညာရေးကိုတန်ဖိုးထားနေစွာကိုပြသလိုက်တာဖြစ်ကောင်သူ့ကိုအားချတဲ့ပရိသတ်တွေကိုလည်းစ조사ခြင်းစိတ်ဖြစ်လာစေတာပါမြန်မာနိုင်ငံရဲ့အနုပညာလောကမှာတော့ပရိသတ်တွေရဲ့ပညာရေးအတွက်ဂရုပေးတာကရှားပါပါတယ်အနုပညာရှင်အများစုကပရိသတ်ကိုဖျော်ဖြေရေးတည်တံ့တာပေးလိရှိပေမယ့်အောင်စပူကတော့ဖျော်ဖြေရေးထက်ပညာရေးကိုလည်းဦးစားပေးတာပါမိဘတွေကကိုယ့်ရဲ့သားသမီးတွေအနုပညာရှင်တွေကိုအားပေးယူသွနေလို့အပြစ်မြင်လေးရှိကြပေမယ့်အခုလိုမျိုးချစ်စရာကောင်းတဲ့စကားလေးကြောင့်မိဘတွေလည်းအောင်စပူကိုချစ်ခင်လာကြတာပါကျောင်းသူကျောင်းသားတွေကိုသူတို့လိုချင်တဲ့အရာလေးတစ်ခုနဲ့စာစ조사ခြင်းအောင်တိုက်တွန်းပေးနိုင်တာကအောင်စပူတယောက်ထဲသာရှိပါသေးတယ်ကြီးထွန်းစာမေးပွဲမှာဘာသာစုံဂုံတူးပါသူတွေကိုတသက်တာအခမဲ့ပွဲကြီးခွင့်ပေးမယ်ဆိုပေမယ့်ဂုံတူးရသူတွေကလည်းအောင်စပူရဲ့ပွဲကိုလာကြည့်ဖို့အချိန်မရလောက်ကြောင်းစားနောက်နေကြပြန်တာပါအောင်စပူကတော့သူ့ကိုအားပေးကြတဲ့သူတွေကိုတစ်ဖက်တစ်လမ်းကနေပညာရေးမှာအားပေးနေကအကိုကြီးတယောက်လိုမြတ်တာကြီးမှသူလည်းဖြစ်ပါတယ်မကြခင်မှာတော့တက္ကသိုလ်ဝင်စာမေးပွဲအောင်စင်းတွေထွက်လာတော့မှဖြစ်လို့အောင်စပူတယောက်ဂရိတီမလားဆိုတာကတော့စောင့်ကြည့်နေကြပါပြီဘာသာစုံဂုံတူးပါရင်ပွဲကိုတသက်တာအခမဲ့ကြီးခွင့်ပေးမယ်ဆိုတဲ့ဂရိကတကယ်ပဲစာချက်ချင်စိတ်ဖြစ်စေလားဆိုတာခေါမမှာပြပြခဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ